22နှစ်ကြာစောင့်ဆိုင်ခဲ့ရတဲ့ Premier League Champion ဆုကြီးကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာအသင်းရဲ့သမိုင်းတစ်လျှောက်ပထမဆုံး Champion League ဖလားကိုထပ်မံရယူဖို့နီးပြအာတီတာစီမှာရှိတဲ့ချို့ဝက်လက်နက်ကဘာဖြစ်မလဲအားလုံးပဲမင်္ဂလာပါဗျ Entertainment ပိုင်း Sport ကနေပြန်လဲကြိုးဆိုလိုက်ပါတယ် Man City ကိုကြော်ပြီး Premier League Champion ဖြစ်ခဲ့တဲ့ Ghana တို့က2006ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် Champion League ဘောလုံးပွဲကိုတက်ရောက်လာခဲ့ပါပြီ Budapest မှာကစားမဲ့ဒီပွဲဟာ Arsenal ကစားသမားတွေအတွက်ဂန္ဓဝင်တွင်မဲ့အခွင့်အရေးကြီးဖြစ်ပါတယ်ဒါပေမဲ့ပြိုင်ဘက်ကပြင်သစ် Champion PSG ဖြစ်နေပါတယ် PSG အသင်းမှာ Kvaratskhelia, Dembele နဲ့ Doué တို့လိုမျိုးတိုက်စစ်မှုတွေ João Neves နဲ့ Bandeja တို့လိုကွင်းလန်ဗိုလ်ချုပ်တွေရှိနေတာမို့အရန်ကိုအန်ရည်များပါတယ်ဒါပေမဲ့ Arsenal ဂိုးသမားဟောင်း Graham Stepp ကတော့ PSG ရဲ့အကြီးမားဆုံးအားနည်းချက်ကိုထောက်ပြလိုက်ပါတယ်အဲ့ဒါကတော့ဂိုးသမား Mavi Safonov ပါပဲ Safonov ကိုကြည့်ရတာသိယုံကြည်မှုမရှိဘူးအရက်ရှည်ပေမဲ့ပိန်ပါပြီးအားနည်းတဲ့ပုံစံရှိပါတယ်ဂိုး area ထဲဖြတ်တင်ဘောတွေလာရင်သူ့အရန်အားနည်းတယ်လို့ Graham Stepp ကသုံးသပ်ထားပါတယ်ဒီချက်က Arsenal အတွက်တော့အကွက်တိပါပဲဒီရာသီ Premier League မှာ penalty မပါဘဲတဲကန်ဘောကနေ22ဂိုးအထိသွင်းယူထားတဲ့ Arsenal ဟာဥရောပမှာ set piece အကောင်းဆုံးအသင်းပါ Bukayo Saka နဲ့ Declan Rice တို့ရဲ့တိကျတဲ့ဖြတ်တင်ဘောတွေနဲ့အတူ Gabriel Magalhaes, William Saliba, Hincapie နဲ့ Merino တို့ရဲ့ area ဘိုင်းမှာအသာစီးယူတဲ့မှုတွေက PSG ဂိုးသမားကိုအိမ်မက်ဆိုးတွေပေးစွမ်းနိုင်ပါတယ်ကဲပရိသတ်တို့ရောဒီတစ်ခေါက် Champion League ဘောလုံးပွဲမှာ Arsenal တို့ PSG ကိုအနိုင်ယူပြီးဖလားကြီးကိုကင်မြောက်နိုင်မယ်လို့ထင်လားဘလို့ရလဒ်တွေထွက်လာမယ်လို့မြင်လဲ comment မှာ comment ပေးခဲ့ကြပါအောင်ဗျအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ